မိမကြီးယောက်ျားလေတဲ့သွားတော့မယ်နေ့လေကြစားစရာလာပို့အောင်နော် Hello ပါအမျိုး EMB လူလေးလူကျင်နေဆိုရင်တော့ဘက်ပါပဲဒီဗီဒီယိုလေးကိုပြီးအဆုံးထိကြည့်လိုက်ပါသွားဆုံးတော့ကျွန်တော်ကချက်ကြည့်ပြီးပဲမှာဇလန်အတွက်ပရွန်လေးထုတ်ခိုင်းထားတယ်အဲ့ဒါလေးကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အခုလေးလုပ်ပြမှာဖြစ်တယ်အဲကြောင့်ဒါလေးကို copy ကူးလိုက်မယ် copy ကူးလိုက်ပါကူးပြီးတော့ရင် Chrome ထဲကိုဝင်မယ် Chrome ထဲဝင်ပြီးရင်Gemini Enterprise လို့ရရှာလိုက်ပါ Gemini Enterprise ရရှာပြGoogle Cloud ဆိုတာရှိရယ် Google Cloud Gemini Enterprise ဆိုတာရှိအဲ့ထဲကိုဝင်လိုက်ပါပြီးတော့ရင်ဘလို့ကအကောက်ဖွင့်ပြီးသားဆိုရင်တော့အကောက်မဖွင့်ရသေးတော့အကောက်ဖွင့်ပြီးဝင်လိုက်ကျွန်တော်အကောက်ဖွင့်ပြီးသားဆိုတော့တစ်ခါပဲလုပ်ပြလိုက်တော့မယ် Caster ကိုနှိပ်လိုက်ပါအဲ့မဲ့ဒီမှာအကောက်ဖွင့်ပြီးထားဆိုကျွန်တော်နှိပ်ရတယ်ဒီမှာရအဲ့ဆိုရင်ဒီမှာ2ဆိုတာရှိရတယ်အဲ့မျက်နှာကြောင်းနဲ့အဲ့လိုနှိပ်ပါဟိုအောက်ဆုံးမှာ create video with video ဆိုတာရှိရအဲ့လိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်စောနာ copy ကူးလိုက်ဟာလေးကိုဒီထဲမှာထည့်လိုက်မယ်ပြီးတော့တော့ဒီနားမှာလိုနေတာဟွာဟုတ်ကအားလေးကိုရေးလိုက်မယ်ဒီမှာမြန်မာလိုရေးလို့ရတော့မြန်မာလိုရေးလိုက်ရုံပဲမြန်မာလိုရေးရတဲ့အဆင်ပြေရဒီလေးကလည်းစမတော့တယ်နေအကုန်လုံးဒီလိုပိုင်းလုပ်ပါတယ်အဲ့ဒါမင်းတို့လည်းပါတယ်ဖွာအိုကချင်းစာပြောတယ်ချင်းဒီမှာကိုစီပြောတယ်စကားကဒီပြောတဲ့စကားပြီးရင်အဲ့မှာခွန်စားခွန်လေးခင်းနဲ့လုပ်ပြီးတော့ကိုပြောခိုင်းခြင်းတဲ့စကားကိုနည်းချက်ရမယ်အကြပိုက်စာနေတော့ပြီအားလေးပဲအဲ့ပို့လိုက်မယ်ပို့လိုက်ပြီအဲ့မဲ့ပို့ထားလိုက်ပို့ထားမယ်ခဏတော့စောင့်ရနော်အချိန်လေးတော့1မိနစ်လောက်ပါပဲ1မိနစ်လောက်တော့စောင့်ပေးလိုက်ပါချိန်လေးတော့ပေးရတယ်ဗျဒါမဲ့လည်းခဏပါပဲအကြာကြီးတော့မဟုတ်ပါဘူးဘယ်လိုဖြစ်ဖြစ်တခုအဲ့လိုမျိုးလေးတက်ထိုင်လှုပ်ထိုင်တော့ကောင်းမှာအဲ့လိုမျိုးလေးလှုပ်တက်နေရကြောင့်မို့ဒီဗီဒီယိုလေးတင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုsubscribe လေးလုပ်
ပေးခဲ့ကြပါအောင်တောင်းဆိုချင်ပါတယ်အားလေးလည်း channel လေးကခုမှစဖြစ်တဲ့အတွက်ကြောင့်စကားပြောတာအမှားလေးပါပါတယ်အဲ့အတွက်ကြောင့်ဒီခံပြီးတော့ကြည့်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဗျာအော်နည်းနည်းတော့ကြာတယ်နော်1မိနစ်လောက်တော့ရှိဗျာ1မိနစ်လောက်တော့ရှိပြီတော့ညစောင့်ပေးလိုက်ပါဗျာအော်ဖောက်ရဲ့ချက်ပြုတ်ပုံနဲ့လာတော့ရကြာလာပြီဟမ် ထမင်းမြန်မြန်ချက်ရမယ်ယောက်ျားဗိုက်စာနေလောက်ပြီ အဲ့လိုလေးတော့ကြည့် ထမင်းမြန်မြန်ချက်ရမယ်ယောက်ျားဗိုက်စာနေလောက်ပြီ โอเคရပါပြီဗျာဗီဒီယိုလေးကတော့အဲ့လောက်ပါပဲကျွန်တော်ဗီဒီယိုလေးကအကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးတက်တာပါနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်